မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ကျမတို့နဲ့အတူအဆောင်အောင်ဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါရရှင်မင်္ဂလာပါကို ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ မင်္ဂလာပါရှင် MNBC ရဲ့အခန်း 2.9 ချစ်သောအမိုးတိဆောက်ခြင်းအမိုးအကာနဲ့အမိုးပေါ်ရှိအဆောင်အုံများအကြောင်းကိုစတင်ဆွေးနွေးချင်ပါတယ်ပထမဆုံးအနေနဲ့ဒီအခန်းရဲ့အကျုံးဝင်မှု scope နဲ့အရေးကြီးတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ဒီအကြောင်းကိုရှင်းပြပေးနိုင်မလားရှင် ဒီအခန်းကတော့အကျုံးဝင်မှု scope အမိုးတိဆောက်ခြင်းအမိုးအကာများနဲ့အမိုးပေါ်ရှိအဆောက်အုံများဒီဤကျင်းထိုးနှင့်တတ်မှတ်ထားသည့်အတိုင်းနဲ့ဤအခန်းမှာအခြားလိုအပ်သည့်အတိုင်းဖြစ်စေရမည်ဟုတ်ကဲ့အမိုးပေါ်မှာရှိတဲ့အဆောက်အုံတွေဖြစ်တဲ့ခေါင်မိုးထပ် Orti Story နဲ့အမိုးထပ်အဆောင်တို့ဘလို့ကွာခြားပါသလဲခေါင်မိုးထပ် Orti Story လုပ်ငန်းတိုးလောင်မှုသို့မဟုတ်နေထိုင်ရန်အတွက်ဒီဇိုင်းထုတ်စီမင်းသို့မဟုတ်တိဆောက်ထားသည့်အမိုးအတွင်း၌တစ်ခုလုံးဖြစ်စေတစ်စိတ်ပိုင်းဖြစ်စေတည်ရှိတော်မူသည့်အထက်ကိုမှဆိုလိုသည်မိခိုးခေါင်းတိုင်းနဲ့ပတ်သက်ပြီးအမျိုးအစားခွဲခြားခြင်းတွေကိုလည်းတွေ့ရပါရဲ့အဲ့ဒါတွေကိုလည်းရှင်းပြပေးပါဦးဟုတ်ကဲ့မိခိုးခေါင်းတိုင်းအမျိုးအစားခွဲခြားခြင်း chimney classifications လူနေသုံးပလက်စီအမျိုးအစားတိုင်းလူနေသုံးပလက်စီများမှထရှိသောလောင်ကျွမ်းတတ်ငယ်များကိုဖယ်ရှားရန်တင့်လျော်သောစက်ယုံထုတ်သို့မဟုတ်အုပ်ကြောက်ခင်ပြုလုပ်ထားသည့်မိခိုးခေါင်းတိုင်းဖြစ်သည်ပလက်စီ၏မိခိုးထွက်ပေါက်၌တိုင်းတာသောလောင်ကျွမ်းတတ်ငယ်အပူချိန်သည်938 degree Celsius ထက်မပိုရအပူနှင့်ပလက်စီအမျိုးအစားတိုင်းလောင်ကျွမ်းသောအပူနှင့်ပလက်စီများမှထရှိသောလောင်ကျွမ်းတတ်ငယ်များကိုဖယ်ရှားရန်တင့်လျော်သောစက်ယုံထုတ်အုပ်ကြောက်သို့မဟုတ်တတ်တူမိခိုးခေါင်းတိုင်းဖြစ်သည်ပုံမှန်လေပတ်ချိန်၌လောင်ကျွမ်းတတ်ငယ်အပူချိန်သည်938 degree Celsius ထက်မပိုတော့လေတနအီအထိကြားဖြတ်မီအားမြင့်ချိန်မှာ960 degree Celsius ရှိသောလောင်ကျွမ်းတတ်ငယ်ငါကိုထုတ်လုပ်နိုင်စွမ်းရှိသည်အပူချိန်အားလုံးကိုပျက်စီးမိခိုးထပ်ပေါက်၌တိုင်းတာရမည်အပူအလားတန်ပျက်စီးအမျိုးအစားတိုင်းလောင်ကျွမ်းသောအပူအလားတန်ပျက်စီးများမှထွက်ရှိသောလောင်ကျွမ်းတတ်ငယ်များကိုဖယ်ရှားရန်တင့်လျော်သောစက်ယုံထုတ်အုပ်ကြောက်သို့မဟုတ်တတ်တူမိခိုးခေါင်းတိုင်းထီသည်ပျက်စီးမိခိုးထပ်ပေါက်၌တိုင်းတာသောလောင်ကျွမ်းတတ်ငယ်အပူချိန်သည်1093 degree Celsius ထက်မပိုရဖွဲ့စည်းနဲ့ပတ်သက်တဲ့ဝေါ်ဟာရတွေဖြစ်တဲ့မိခိုးခေါင်းတိုင်းဆက်သွယ်ပိုက်အုပ်ကြောက်မိခိုးခေါင်းတိုင်းမီးမလောင်နိုင်တဲ့ပစ္စည်းကတော့ဘလို့ကွာခြားပါသလဲမိခိုးခေါင်းတိုင်းဆက်သွယ်ပိုက် chimney connector မိခိုးထွေဆောင်ကျွမ်းပစ္စည်းတစ်ခုကိုမိခိုးခေါင်းတိုင်းနှင်းဆက်သွယ်ပြီးသောပိုက်ဖြစ်သည်မိခိုးခေါင်းတိုင်းအတွင်းလင်လာသော chimney liner မိခိုင်ရွယ်ချက်စီသို့မဟုတ်အခြားခွင့်ပြုထားသောပစ္စည်းနှင့်ပြုလုပ်ထားသောအတွင်းလင်လာသောဖြစ်သည်အုပ်ကြောက်မိခိုးခေါင်းတိုင်း chimney masonry အမာကန်အုပ်ကြောက်တုံးအုပ်ခွက်များကြောက်တုံးများတတ်မှတ်ထားသောအခေါင်းပေါင်းအုပ်ကြောက်တုံးများသို့မဟုတ်အားဖြည့်ကွန်ကရစ်နှင့်ပြုလုပ်ထားသောမိခိုးခေါင်းတိုင်းဖြစ်သည်မီးမလောင်နိုင်သောပစ္စည်း incombustible material အဆောက်အုံဆိုင်ရာပစ္စည်းအဖြစ်ညွှန်ကြားသည့်အခါအုပ်ကြောက်တုံးမြေမီးဖောက်ကွန်ကရစ်တန်မနီသို့မဟုတ်တတ်တူပြများကိုတစ်ခုချင်းဖြစ်စေသို့မဟုတ်ပေါင်းစပ်ပြီးဖြစ်စေအသုံးပြုခြင်းကိုဆိုလိုသည်မီးမလောင်နိုင်တဲ့အမိုးအကာလေဝင်လေထွက်အတွက်ကောဘလို့အထိပ္ပယ်ဖွင့်ဆိုချက်တွေရှိပါသလဲဟုတ်ကဲ့မီးမလောင်နိုင်သောအမိုးအကာ incombustible roofing အနည်းဆုံးအမိုးမိုးစက်ကူနဲ့ထုံနှင်းကတစည်းနှင်းကြောက်စီခလိအလျာတကုံနှင်းသို့မဟုတ်ထင်းဖြူတွက်ပြားသို့မဟုတ်အခြားခွင့်ပြုထားသောမီးဒဏ်ခံပစ္စည်းများနှင့်ပြုလုပ်ထားသည့်ထပ်ဆက်ကျဲတွင်မတ်တောင်ဆက်ပါသောအကာထစ်သည်ဂျာနလွာ interlayment အကျယ်18လက်မှ459 mm ထပ်မနည်းသောအမိုးမိုးစက်ကူနယံကစက်ကူကတစည်းမရှိသောစက်ကူအလွာသို့မဟုတ်အခြားခွင့်ပြုထားသောပစ္စည်းအလွာတလွာသို့မဟုတ်အလွာများတစ်ခုဖြင့်ဖြစ်သည်တတုအမိုးအကာ metal roof covering အမိုးများနှဖြင့်အပြည့်ကိုအယူပြုမီတတုအမိုးပြားများသို့မဟုတ်တတုနှင့်အမိုးပေါင်းများသို့မဟုတ်အမိုးများနှဖြင့်အပြည့်ကိုအသုံးပြုမီလိုင်ခွင့်တော်ပြားသို့မဟုတ်အခြားပုံတော်သောတတုပြားများသို့မဟုတ်အပိုင်းများဖြစ်သည်အမိုးထအဆောင်အမိုးအကာစုပေါင်းခြင်းနဲ့ပတ်သက်ပြီးအမျိုးအစားခွဲခြားခြင်းတွေကိုလည်းတွေ့ရပါတယ်အဲ့ဒါတွေကိုလည်းရှင်းပြပေးပါဦးအမိုးထအဆောင် penthouse ရေကန်ညစင်ခေါင်းကျွန်းအမိုးလုံးသို့မဟုတ်တင်ပေါကုန်းပါမလွယ်
အဆောက်အုံ၏အမိုးအချမ်း၌တည်ရှိသောအလုံးပြီးလူမနေအဆောက်အုံthứသည်ထိရောက်တဲ့အမိုးရေစီးစနစ် positive roof drainage အမိုးကရင်းချောင်း၏ဝန်လွှားကြောင့်နှိမ့်ချမှုအလုံးကိုတင်းစင်စားပြီးမိုးလွှာပြီး48နာရီအတွင်းအမိုးပေါ်မှရေစီးသွားစေရန်အကျန်းတစ်ခုပန်တီးထားသည့်ရေစီးစီးစက်အခြေအနေဖြစ်သည်အမိုးအကာ roof covering အမိုးအကာသည်အဆောက်အုံကိုအမိုးကျွင်ရာသီဥတုဒဏ်ကာကွယ်ပေးသောအခိုင်အမာသောအပင်ပတ်မျက်နှာပြင်ပျက်စီးဖြစ်သည်အမိုးအကာစုပေါင်းခြင်း roof assembly အမိုးကရင်းချောင်းအောက်ခံလွှားသို့မဟုတ်အပူအာနာအပူရက်စစ်အာနာအငွေ့ပန်တာလွှားအောက်ခံခင်လွှားဂျားတန်လွှားအောက်ခံထပ်မြောင်းအမိုးမိုးအထပ်များနှင့်အမိုးအကာတတ်တမှတ်ရှိသောအမိုးအကာဖြစ်သည် အခုလိုအမိုးနဲ့ပတ်သက်တဲ့အစိတ်အပိုင်းသချင်းစီကိုလည်းရှင်းပြပေးပါအောင်ရှင် အမိုးလေဝင်လေထွက်စနစ် roof ventilation အမိုးအကာစုပေါင်းခြင်းတက်စီထားသောခေါင်မိုးထက်ဖျားကြောင်ပုံစံမျက်နှာချိန်နဲ့သို့မဟုတ်အခြားအလုံးပြီးနေရာများသို့အေးခဲ့သောသို့မဟုတ်တာမန်လေးကိုထောက်ပံ့ပေးခြင်းသို့မဟုတ်ဖယ်ရှားခြင်းဤတဘာဝသို့မဟုတ်စက်တက်နီလန်ချစ်သည်ရေထွက်ပေါက်စကဘာနေရန်သို့မဟုတ်အမိုးအကာနေရန်တွင်အမိုးပေါ်မှရေစီးသွားစေရန်ပြုလုပ်ထားသောအပေါက်ဖြစ်သည်အောက်ခံခင်လွှာ underlayment အမိုးမိုးစနစ်ကိုအပေါ်မှမိုးမီအမိုးမိုးစကုနေရန်ကတ်စကုကတစည်းမရှိသောစကုအလွာသို့မဟုတ်အခြားခွင့်ပြုထားသောပစ္စည်းအလွာတလွာသို့မဟုတ်အလွာများတစ်ခုထင်ဖြစ်သည် အခုလိုအသေးစိတ်ရှင်းပြပေးတဲ့အတွက် ATW Construction Engineering Group မြေကအကူကိုရောအစီအစဉ်ကိုကြီးစုနားရှင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရပ်နာလိုက်ပါမယ်ရှင်နောက်တစ်ခေါက်မှာလည်း MNBC 2025အပိုင်း2ရဲ့အခန်းခွဲ2.9ရဲ့ကြန့်ရှိသောစိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရှင်